ဖွားရဲ့အခန်းခရစ်ကနွေရာသီအားလက်ချိန်အတွက်တောရွာနာကအဖွားရဲ့အိမ်ကိုသွားလေတဲ့အဖွားရဲ့အိမ်ကအတော်ကြီးအိုဟောင်းနေပြီးမိဖို့ခန်းတွေကမိပေါက်တန်တွေမျက်နှာကျက်အခန်းမှာပင့်ကူအိမ်တွေရှုပ်ရှုပ်ထွေးထွေးမျောလင့်မထားတဲ့တကားများနဲ့ပြည့်နေတယ်။ညနေခင်းတစ်ခုမှာခရစ်ကအဖွားအပြင်ထွက်သွားတဲ့အခါတယောက်တည်းဖြစ်သွားတယ်။နောက်ထပ်လမ်းလျှောက်သွားရင်တကားပိတ်ထားတဲ့အခန်းတစ်ခန်းရှေ့ရောက်သွားတဲ့အဖွားကဒီအခန်းကိုမဖွင့်နဲ့လို့အမြဲတမ်းပြောထားတာမှတ်မိတော့လေအဲ့ဒီနေ့မှာခရစ်ရဲ့စိတ်ဝင်စားမှုကအလွန်ပြင်းထန်နေတာသူကတိတ်တိတ်လက်ကင်နဲ့တကားကိုဖွင့်လိုက်တာတီတီတီတကားကကျိုးနေတဲ့တန်ချောင်းတန်နဲ့ဖွင့်သွားတယ်အခန်းထဲမှာမှောင်မွဲမွဲတဲ့အလင်းနဲ့ထမင်းပန်းကန်အိုများဇရက်ထဲထည့်ထားတဲ့ဓာတ်ပုံအဟောင်းများတွေနဲ့အတူတော်တော်ဟောင်းနေတဲ့မှန်တစ်ချက်ရှိနေတယ်ခရစ်ကမှန်ရှေ့ရောက်ပြီးသူ့ရုပ်ပုံကိုကြည့်လိုက်တော့အိုးမှန်ထဲမှာသူ့ရုပ်ပုံကမရွေ့တော့ပဲသူ့ကိုမျက်လုံးကြီးပြူပြီးရက်ကြည့်နေတာတွေ့လိုက်တယ်ကွာဒီမှာဘာဖြစ်နေတာလဲခရစ်ကကြောက်ကြောက်နဲ့ပြောလိုက်တယ်သူနောက်ပြန်လှည့်တဲ့အခါနောက်ကမှသူ့ရုပ်ပုံနဲ့တူတဲ့လူတစ်ယောက်မှန်နောက်ကနေထွက်လာဖို့လှုပ်ရှားနေတယ်ခရစ်ဒီခန်းထဲကိုဘလို့ဝင်လာတာလဲဆိုတဲ့တန်တိတ်တိတ်တန်တစ်ခုကြားလာတယ်နောက်တစ်ခါမှန်ထဲကလူကသူ့လက်ကိုစုပ်ကင်သွားတယ်ခရစ်ကဝင်អော်လိုက်တယ်ဒါပေမဲ့အတန်မထွက်နိုင်ခဲ့မှန်ထဲကိုအစားထိုးလိုက်တယ်လို့ပဲအခန်းထဲမှောင်ဝင်သွားတယ်နောက်နေ့မနက်ဖြန်မှာအဖွားကတကားပိတ်ထားတဲ့အခန်းမှာခရစ်ရဲ့ဖနက်နဲ့ကလစ်တစ်ချောင်းပဲတွေ့ခဲ့တယ်တိကျသလားအဖွားရဲ့အခန်းထဲကမှန်ထဲမှာမျက်လုံးတစ်စုံကစိုက်ကြည့်နေသေးတယ်ဆိုတာ